Learning English will not always be perfect. Don't let fear take over you. If you make mistakes, it is okay. Mistakes teach you to be better. I learned by doing exercise or speaking with my friends at school. Especially in Pressa, we have to speak English in class or if we do any projects or other things. I think it is actually really hurt, but when I improve my English more, and I think it will be easy. ဟုတ်ပါတယ်ဒီကလေးတွေကအခြားသူတွေတော့မဟုတ်ပါဘူးဒီနေ့ခေတ်ရဲ့ထမင်းစားလက်မှတ်အတွက်အကောင်းဆုံးပြင်ဆင်နေကြတဲ့ Price က English learner လေးတွေပဲဖြစ်ပါတယ်အသက်ငယ်သေးပေမဲ့သူတို့ကိုယ်ပိုင်အနာဂတ်အာမခံချက်အတွက်ကိုယ်တိုင်စူးစမ်းနေကြတာကတော့ဖေဖေမမီတို့အားလုံးအမြင်ပါပဲဒါကြောင့်ပြုံးလွင့်မျိုးကတတမီမီလေးတို့အတွက် Price က English School ကနေပြီးတော့ Cambridge Curriculum နဲ့တတမီလေးတို့ရဲ့ English စာအာမခံချက်ကိုအပြည့်အဝပေးနေရပဲဖြစ်ပါတယ်ဖေဖေမမီတို့အနေနဲ့ဒီခေတ်ရဲ့ထမင်းစားလက်မှတ်ကိုကိုသားသမီးအတွက်အကောင်းဆုံးပြင်ဆင်ပေးတော့မယ်ဆိုရင်တော့အခုပဲ comment မှာ PS လို့ရေးခဲ့ပြီးတော့ဆက်သွယ်ဆောင်စမ်းနိုင်ပါပြီ